ကဲ2025ခုနှစ်ရန်ကုန်ရဲ့ကားစီးခွဲမှာဖြစ်ခဲ့တဲ့အလွဲလွဲချော့ချော့ဇလန်တဲ့ပုံကြောင့်ပြောပြချင်ပါတယ်အနာကဲလို့အားလုံးကထင်ခဲ့တဲ့အရာတွေကမောက်ကမဖြစ်သွားပြီးဘယ်သူမှမထင်ထားတဲ့အရာတွေကထိတ်ဆုံးကိုရောက်လာခဲ့တဲ့တော်တော်လေးကိုပရမ်းပတာနိုင်တဲ့ဇလန်တစ်ခုပေါ့လာအတူတူကြည့်လိုက်ကြအောင်2025အစပိုင်းမှာတော့ဇက်လန်ကရှင်းနေတယ်လို့ပါပဲဒီ EV ကားတွေကဈေးခွက်ရဲ့85%ဟုတ်တယ်85%ဆိုတော့အကြီးကြီးဝေးစုကိုသိမ်းပြီးတစ်ချက်ထင်းနဲ့ပွဲသိမ်းသွားလို့ဖြစ်နေခဲ့တာပြက်စစ်ကားခေရဲ့အောင်ပွဲပဲပေါ့ဗျာဆိုတော့မက်ဆေ့ကတော့ရှင်းရှင်းလေးပဲအနာဂတ်ကလက်စစ်ကားတွေတဲ့တက်စစ်ကားတွေရောတွားပြီခစ်ကုန်ပြီပေါ့ဒါပေမဲ့လေအဲ့ဒီအနာဂတ်ကကြာကြာတော့မခံလိုက်ပါဘူးဘာလို့လဲဆိုတော့အနာဂတ်ရဲ့ချန်ပီယံလူပလို့နေတဲ့သူမှာဖန်မေမျိုးလိုမျိုးတကယ်ဘူးအကြီးကြီးအားနေချက်တစ်ခုစီးနေကြလို့ပါပဲကဲပြိုင်ပွဲရဲ့အကြီးဆုံးပြဿနာကဘာလဲဆိုတော့မီဇက်ခရစ်ပေါ်ဟုတ်တယ်မီးပဲလက်စစ်ကားတွေရဲ့အဓိကအားကိုးရဖြစ်တဲ့လက်စစ်တားကပဲသူတို့ရဲ့အကြီးဆုံးရန်သူဖြစ်လာခဲ့တယ်အမှန်တော့လေဒါအစကလေးကတတိပေးခါပြီးသားကိစ္စဝေါ်ဘန်ကတော့2023ကတွေကပြောထားတာမြန်မာပြည်ရဲ့မီးကကြိုခံမှလို့မရတဲ့ပြတ်မှုတွေကပုံမှန်လိုမဖြစ်နေတယ်ဆိုတာကိုလေအချိန်ကြီးကဘလို့ဖြစ်သွားလဲဆိုတော့ရန်ကုန်မှာ EV ကားတစ်စီးဝယ်လိုက်တာကဆာဟာရာတက်ကနာရာကိုဖျက်ဖို့နောက်ဆုံးပေါ်ရင်ကုန်တင်ပေါ်ကြီးဝယ်စီးတယ်လို့မှဖြစ်သွားရောအထုံးမဝယ်နဲ့ဈေးကြီးတဲ့စက်ကူဖီတုံးကြီးဖြစ်သွားတာပေါ့ရလက်ကောက်လာပွေတော်ကြီးပဲ Phoenix Selling ဆိုပြီးအလူအရာကိုထုတ်ရောင်းကြတာဈေးတွေကတင်းနေရလောက်ထိထိုးကြသွားလဲဆိုတော့စဉ်းစားလာကြည့်တော့ဒါကဘာကိုပြလဲဆိုတော့အိမ်မက်နဲ့လက်တွေဘလောက်ကွာလဲဆိုတော့ပဲတစ်ဖက်မှာတော့ကဘာကြီးကိုကဲတင်မယ်ဆိုတဲ့အိမ်မက်နောက်တစ်ဖက်မှာတော့အားသွင်းဖို့ပလက်ပေါက်လိုက်ရှာနေရတဲ့လက်တွေပွားပေါ့ကဲအသက်ဆက်ချန်ပီယံလေးကြီးတိုင်းဖြစ်နေတဲ့အချိန်မှာဝါရင်ကစားသမားကြီးကလက်စားချေကိုပြန်ဝင်လာပါလေရောဒီမန်ကချက်ချင်းကိုကြောင်းပြန်ချစ်သွားတယ်တိုယိုတာရဲ့အယောင်ကိုကြည့်184.2% တက်သွားတယ်ဆိုတာဒါယူလောက်တဲ့ဂိမ်းတန်းပဲလူတွေကအလှအပါတော့နီးပညာအသစ်တို့ထက်အလုတ်ဖြစ်ဖို့ကိုပဲကြည်တော့တယ်အဲ့တော့ဘေကားတွေအယောက်တွက်လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲ Toyota Probox တို့ Dyna တို့ Nissan 80 Van တို့လိုအကျန်းခွန်ပြီးဘယ်လိုမှဒုက္ခမပေးတဲ့ကားမျိုးတွေပေါ့ဗျာနောက်တစ်ချက်ကဒေါ်လာဈေးကမတည်ငြိမ်တာကိုပိတ်ဆန်ကမနှက်ဖြန့်ဘာထိမြင်မှမတည်တဲ့အချီဒီမှာလူတွေကဘန်ထဲပိတ်ဆန်ထည့်ထားတာထက် Toyota ဟောင်းလေးကစီလောက်ဝယ်ထားတာကပိုပြီးစိတ်ချရတယ်လို့မြင်လာကြတယ်ပြောချင်တာကအကြက်အတဲခစ်လာပြီးဆိုရင်အနာဂတ်ရဲ့ခစ်ရှိဖြစ်နီးပညာတွေထက်လက်တွေအတုံးဝင်မှုကအများရန်နိုင်သွားတာပဲကဲကစားသမားအောင်ကြီးတွေနိုင်ပြီလို့ထင်နေတော့မှာပဲ Underdog တကောင် Suzuki ကဘယ်သူမှမထင်ထားတဲ့လက်ကွက်တစ်ခုနဲ့ဝင်လာတယ်Suzuki ကတော့ကစားကွက်ကိုတမျိုးပြောင်းလိုက်လေသူတို့ကကားကိုအစားအဆုံးတင်သွင်းတာမဟုတ်ဘူးအစိပ်ပိုင်းတွေပဲတွင်းပြီးဒီမှာပဲပြန်တက်တယ်အဲ့ဒါကို SKD လို့ခေါ်တာပေါ့အဲ့လိုလောက်တော့ဘာဖြစ်လဲအစိုးရကအခွန်နဲ့အများကြီးလျှော့ပေးရောဒါကတကယ်ကို clever move ပဲအဲ့တော့ Suzuki ကားတွေကပြီးပြည့်စုံတဲ့ package ဖြစ်သွားတာပေါ့တဲ့အခွန်တက်တာလို့စေထိုးတယ်နဲ့တက်စီကားဆိုတော့အသွင်းမှုကောင်းမစားဘူး၃ကားသစ်ဆက်ကြီးဘာလို့သေးလဲနော်ဆိုတော့ဒီကမောက်ကမဇလန်းကြီးရဲ့အဆုံးမှာလမ်းပေါ်ကတကယ်ဘရင်ကဘသူဖြစ်သွားလဲပြီးတော့ဒီကနေ့ဘာသင်ခန်းစာတွေရလိုက်တယ်လဲဆိုတာကြည့်အောင်ကဲဒီမှာကြည့်လိုက်အောင်ပြိုင်ပတ်တဲ့ချင်းစီမှာသူ super power နဲ့သူအားနေချက်ရှိတယ် EV ကားတွေအနာဂတ်ရဲ့သင်္ကေတဒါပေမဲ့သူ့ရဲ့ kryptonite ကချက်စစ်မီးပဲအကျန်းခံကားဟောင်းတွေဘာမှမမှုဘူးဒါပေမဲ့ကြည့်လို့မလောက်ဘူးမော်လေ Suzuki ကတော့အခွန်တက်တာခွင့်ဆိုတဲ့ power ရှိပေမဲ့သူက Suzuki ပဲလေဒီတော့ဒီဇလန်တစ်ခုလုံးမှာပြောတော့တဲ့အဓိကအချက်ကဘာလဲမတည်ငြိမ်တဲ့ပတ်ဝန်းကျင်မှာအနိုင်ရတာကနီးပညာအမြင့်ဆုံးသူမဟုတ်ဘူးအခြေအနေနဲ့အလိုက်ဖက်ဆုံးဖြစ်အောင်နေနိုင်တဲ့သူပဲနောက်ဆုံးရင်းစဉ်းစားစရာမိကုံတစ်ခုထားခဲ့ခြင်းနဲ့တူတက်မှုဆိုတာရပ်သွားတဲ့အခါတကယ် innovation ဆိုတာရှေ့ကိုပဲကြည့်နေရမှာလားတောင်းဖို့ကိုပတ်ဝန်းကျင်ကိုတေချာကြည့်ပြီးအခုဒီမှာဘာကအလုပ်ဖြစ်မလဲဆိုတာကိုရှာဖွေတာလား